โอเคအားလုံးပဲဒီနေ့တော့ဒါ gaming chair လေးတစ်လုံးကို unboxing လုပ်မှာဖြစ်ပါတယ်ဒီကောင်လေးကိုတော့ကျွန်တော် birthday present အနေနဲ့လက်ဆောင်ရထားတာပါเนาะသူရဲ့ gaming chair လေးရဲ့ model ကတော့ TT Racing Shure 8 gaming chair ဖြစ်ပြီးတော့ဒီကောင်က Star Wars edition ပေါ့ Star Wars edition လေးကိုပဲနောက်ဆုံးတော့ မိုက်ကလေးနဲ့ပဲကောက်ပြီးရွေးချယ်လိုက်ပါတယ်ဒီကောင်ရဲ့လက်ရှိပေါက်ဈေးကတော့ 13490 ကျွန်တော်တို့ထက်ဝက်လောက်ဈေးနဲ့ promotion ချလို့ကောက်ဆွဲလိုက်တာပါဒီလားတော့ရေးနဲ့ထမင်းပေါ့နော် payment share ကြီးမလိုက်ပြီဆိုတော့ကဲအမလီပေါက်ကြီးကတော့၄ကြီးပြဒီကောင်းရဲ့ပေါက်ကြီးကကျွန်တော်တို့လူ2ယောက်လောက်မရတယ်ပေါ့နော် heavy ခုံရဲ့ weight ကကျွန်တော်တောင်မှတယောက်တည်းမလို့မနိုင်ဘူးဗျကဲအဲ့ဒါထဲတဲ့ပစ္စည်းတွေကျွန်တော်ဖောက်ပြီးထုတ်မယ်ပေါ့နော်ပြီးရင်တော့ဒါစက်တက်ကလေးလုံမယ်ပေါ့စက်တက်လေးလုတ်ပြီးရင်တော့ကျွန်တော်ဒီခုံလေးရဲ့ကောင်းကွက်ဆိုးကွက်ကလေးတွေကိုနောက်ထပ်ဗီဒီယိုလေးတက်ထပ်လုပ်ပြီးမှာနော်အခုလောဆယ်ကတော့ဒါလေးကိုပဲ unboxing လေးလုပ်မယ်စက်တက်ကလေးလုပ်မယ်ပြီးရင်တော့ထိုင်မယ်ကြိုင်တဲ့ကောင်းနဲ့ဆက်ပြောမယ်နော်အခုလောဆယ်တော့ပစ္စည်းလေးထုတ်မယ်ဒါကိုလိုချင်တဲ့အရာကြီးကိုကိုတိုင်း packaging တွေဖောက်ကိုတိုင်းစင်းအဲ့ရဲ့ feeling ကလုံးဝ share ပြဘာနဲ့မှမလင်းနိုင်ထိုင်ပြီးတော့ပစ္စည်းတွေတစ်ခုရင်းထုတ်နေရတဲ့ရတာယူကလုံးဝ free ပဲဒါဒီကောင်းလေးဝါသနာပါတဲ့လူတိုင်းသိတာပေါ့နော်ကျွန်တော်တော့ဆောင်ရင်ကြိုက်တယ်ဗျာခုံကမဆင်ရသေးဘူးသူ့ရဲ့ပစ္စည်းတွေကိုထိုင်ကြည့်နေရတယ်နဲ့တော်တော်ကြိုက်နေပြီကဲအခုဆိုရင်တော့ကျွန်တော်ဆင်လိုက်ပါဦးမယ်ဆင်နာလေးကိုတော့မြန်လေးပဲလှုပ်လိုက်မယ်ဗျဒီကောင်အကြာကြီးပဲကျွန်တော်ဆင်ရတာမူလီတွေကတဲ့ပိုတဲ့ဟာတွေကပိုနဲ့နောက်ပြီးတော့မူလီ3လုံးတော့ပိုခဲ့တယ်ဗျဘယ်ရရင်ဘယ်လိုပိုလို့ပိုမှန်းတော့မသိဘူးကဲအဲ့လိုလေးကြုတ်ချောလေးနဲ့ဟိုဟာလေးတွေဖြုတ်တာလေးတက်ကဲဆင်လိုက်ပါမယ်ဖြုတ်လို့တက်လို့ပြီးသွားတဲ့အချိန်မှာတော့ဒါအပေါ်ပိုင်းကိုတော့ကျွန်တော်တယောက်တည်းမလို့အဆင်မပြေလို့ကျွန်တော်ရဲ့အကိုတယောက်ကိုပဲခေါ်ပြီးတော့ဆက်တက်လုပ်လိုက်ပါပြီကဲကြည့်လိုက်ပါအောင်ဗျာလုံးဝခေါင်းကအပြင်မှာကျတော့နဲတဲ့ကြီးမဟုတ်ဘူးဗျကျွန်တော်ကဘူဂျိုထဲမှာမလို့ကြီးနေတာပေါ့နော်လုံးဝ effect ပြီး laser တွေရတဲ့ share ဆုံးမှ share ဗျာကောင်းလိုက်တဲ့ခုတ်ပေးရတဲ့ဈေးနဲ့တော်တော်အဆင်ပြေတာပစ္စည်းတွေဝယ်ရတဲ့ထဲမှာဒီကောင်းကြီးတစ်ခုကိုအကြိုက်ဆုံးနဲ့အတန်ဆုံးကိုခံစားရတယ်ဗျ။ဘာဖြစ်လို့လဲသူကိုလည်းကြိုက်လို့လားမသိဘူးเนาะ။ဒါနောက်ဆုံးတော့ကျွန်တော်ဆက်တက်လုပ်လို့ပြီးသွားပါပြီ။ကြားထဲမှာတော့ကျွန်တော်ဗီဒီယိုကြီးရမ်းချိန်မှာဆိုလို့ဖြတ်လိုက်ပါတယ်။ကဲဒီခုံလေးရဲ့ကောင်းကွက်ဆိုးကွက်ကလေးတွေကိုနောက်ဗီဒီယိုမှာဆက်ပြီးတော့ပြောပြမယ်နော်။အားလုံးပဲအဆင်ပြေကြပါစေဗျာ။